တမန်တော်နဲ့မိုးဆိုးဝိဇာမောင်ကန်ထူမိုးဆိုးဝိဇာမောင်ကန်ထူတယောက်ကရင်ပြည်နယ်နဲ့ယူရီးယားနေဆက်မှာရှိတဲ့ကြော်ဘလူးတောင်တန်းကြီးရဲ့အခြေသို့ရောက်ရှိလာတဲ့ချိန်နေမင်းမှာတောင်တန်းကြီးရဲ့နောက်ွယ်သို့ငိုရှူးပြောက်ွယ်လူနီးဖြစ်ပါတယ်။စီးသာရောင်ကြီးကတစ်ပင်ကြီးရဲ့ကြားမှာတိုးဝင်ပြီးမြေပြင်ပေါ်တူးရောင်လွှမ်းတဲ့အရေးများချနေတဲ့ကဲ့သို့ရှိပါတယ်။ထိုတောင်တန်းကြီးကတာမန်တောအုပ်မဟုတ်ရှေးဘွားစင်ဆက်ကပင်နေကျွန်းသူမပြန်လန်းလို့တင်စားရလောက်တဲ့အထိဂမ်မီယာဆန်လာပြီးတော့မောင်ရီပြိုးတာနဲ့တောကောင်တို့ရဲ့အုံမီတန်ထက်ပို့ပြီးတော့ထူးဆန်းတဲ့ကြောချမ်းဝေကောင်းတဲ့တိတ်ဆိတ်ချင်းမျိုးနဲ့ဟုံလန်းသွားတတ်တယ်။လုံငယ်တို့၃ရက်ခန့်ကအဲ့ဒေါနဲ့အတွင်းမှာထင်းခုတ်သွားကြတဲ့ရွာသား၃ဦးကတအူးမှပြန်မလာတော့ပဲစတုထားမြောင်းနေနက်မှာတော့ရွာဝင်6နာမှာရုပ်ပြက်စင်ပြက်အလောင်းများဖြစ်နေပြန်လည်တွေ့ရှိခဲ့ရပါတယ်။အလောင်းများမှာကြားကရကဲ့သို့အရာများရှိတော်လေထူးဆန်းတာခန္ဓာကိုယ်တွင်းမှာရှိတဲ့အသားတချို့မှာစားတော့ခြင်းမခံရပဲလေမင်းသွေးကြိုးများသာအပေါက်ဖောက်ပြီးတော့သွေးများကိုဆွတ်ယူထားခြင်းပြီးရွာလူကြီးဥပဦးမှာကြောက်လန့်တုန်လှုပ်နေတော့ရွာသားတွေကိုကြည့်ပြီးတော့တပ်ပြင်းကိုလေးလံစွာနဲ့ချလိုက်ပြီးဒါတိုးရီကကြားယူလို့မဟုတ်ဘူးဒါလူသွေးကိုတောင်းတနေတဲ့မိစ္ဆာအဲ့လိုရေးရနေပြီရွာဦးကျောင်းစည်းရဲ့ပုံမှာရွာသားတွေစုဝေးပြီးထိတ်လန့်တုန်လှုပ်နေတဲ့အချိန်မှာပဲလူအကြားမှာလူတစ်ယောက်ရှေ့ကိုထိုးထွက်လာတယ်အဲ့လူကအသားညွညွအရက်မြင့်မြင့်ခိုင်မာတဲ့ကြွက်သားတွေနဲ့တိဆောက်ထားတဲ့ခန္ဓာကိုယ်ပိုင်ရှင်မောင်ကန်ထူးပဲဖြစ်ပါတယ်။မောင်ကန်ထူးရဲ့ကျောမှာလွေထားတဲ့ရမင်းသားလေးကိုင်းကြီးမှာတာမန်ထက်ပုံမူကြီးမားပြီးတော့လေးကိုင်းတစ်လျှောက်မှာရှေးဟောင်းပါရီအခရာများနဲ့အင်းဝင်းတချို့နတ်မောင်လေးမှင်းနဲ့ရီထိုးထားပါတယ်။အဲ့လေးကိုင်းကမောင်ကန်ထူးရဲ့ဆရာဖြစ်သူဝိဇာကြီးဦးဓမ္မထံမှအမွေရခဲ့တဲ့လက်နက်ဖြစ်လေတယ်။ဘူးပါဘူးဒါတာမန်ကြားမဟုတ်ဘူးဗျဒါတမန်ကြားပဲလူကနေကြားဖြစ်အသွင်ပြောင်းပြီးလူသားစားနေတဲ့အောက်လန်းသမားတစ်ယောက်ပဲအဲ့လိုမောင်ကန်ထူးကအေးဆက်တည်နေတဲ့အတန်နဲ့ပြောလိုက်ပါတယ်ရွာသားတို့ကတမန်ကြားဟုတ်လားဆရာကန်ထူးအဲ့ဒါဆိုကြည်စံနဲ့ပြည့်ရောမသိဘူးလားတုံတုံရင်ဖြစ်မိဟာမောင်ကန်ထူးကသူရဲ့မြားကြည်တော်ထဲမှာမြားတစ်ချောင်းကိုထုတ်ယူပြီးတော့ပုတ်တက်နေရင်ကတမန်ကြားဆိုတာဂမ်မီယာအတက်နဲ့ကိုဖြောင်းနိုင်နေအနာတရားဖြစ်လေချက်ချင်းပြန်ကျက်တယ်တာမန်ကြည်စံကသူ့ကိုမသိစေနိုင်ဘူးသူတို့ကနန်လောကရဲ့ယုံနံချားထဲမှာရှိနေတာသူတို့နှိမ်နှင်းဖို့ဆိုတာအထက်လန်းအင်းအိုင်ခါးလိုက်တွေပါမှရမှာဒီညကျွန်တော်တောထဲဝင်ပြီးအဲ့ဒီအောက်လန်းသမားရဲ့ဇက်ကိုတိမ့်မိမယ်အဲ့ဒီလိုပြက်သားစွာနဲ့ဆိုလေညတကောင်ရဲ့အချိန်မှာလာပြီးညဖြစ်တော်လေကြော်ဘလူးတောင်ပေါ်မှာရှိတဲ့တစ်ပင်ကြီးကထူထက်တဲ့အတွက်မြေပြင်ပေါ်လာရအောင်မကြပြီမောင်ကန်ထူကတောနဲ့ထေကိုတကူတည်းတိုးဝင်လာခဲ့တယ်သူ့ရဲ့ခြေတံမှာတရွဲ6တွဲမြပဲမမြင်အောင်ငြိမ်သက်လာတယ်မောင်ကန်ထူကခါးမှာချိတ်ထားတဲ့ဝါးကြီးတော်လေးကိုစမ်းကြည့်လိုက်ပြီးတော့ဆရာသမားပေးထားတဲ့မဟူရာမျက်ရှင်ဆေးလုံးများရှိတာကိုအတီးပြုတ်လိုက်ပြီးလန်ခီမှာသူကအစီရင်တစ်ခုကိုစတင်လိုက်တယ်ညီကြီးပေါ်မှာခြေစုံရက်လိုက်ပြီးတော့ကျွန်ုပ်မောင်ကန်ထူဤတော်ဤတောင်ကိုစောင့်ရှောက်သောနတ်မင်းများခင်ဗျာလူသက်မိတ်ဆာကိုနှိမ်နှင်းမှုနေကြွလာတာမို့လမ်းဖွင့်ပေးတော်မူကြပါအဲ့လိုခွင့်တောင်းလိုက်တယ်သူကဝါးကြီးရောက်ထဲကနေရဇိမီကိုထုတ်ယူပြီးတော့သူ့ပပတ်လေးမှာဆက်ဝိုင်းပုံစံဝမ်းလိုက်တယ်အဲ့နောက်မြားထိတ်မှာတံမယာစုနဲ့စီးတန်းတို့နဲ့ဆက်တူမှန်ထားတဲ့စီးကိုတုတ်လိုက်တယ်။ဤဒီမှာတမန်ကြားရဲ့အောက်လန်းအကာအကွယ်ကိုဖောက်ထွင်းနိုင်မဲ့တခုသေးသောနီလန်းဖြစ်ပါတယ်။ရုပ်ရည်လီတူထဲမှာပုတ်စော်နံနဲ့ညှိုနှန်းတစ်ခုပြက်လွင်လာပြီးတော့တစ်ကိုင်းများကျိုးပေတဲ့နဲ့တူကြီးမားလာတဲ့ရေကြီးတစ်ခုဟာတစ်ပင်အုပ်ကြားနေပြီးတော့ဝုန်းကနေခုန်ထွက်လာတယ်။၎င်းမှာကြားကြီးတစ်ကောင်ဖြစ်တော်လေရှိချီနှစ်ဖက်မှာလူလန်များကဲ့သို့တည်းရှိနေပြီးမျက်လုံးများမှာတာမန်ကြားကဲ့သို့မဟုတ်ပေနေရင်းနေတော့လူမျက်လုံးများဖြစ်နေတယ်။ထိုသမန်ကြားကြီးကမောင်ကန်ထူးကိုမြင်တာနဲ့တောတောင်တစ်ခုလုံးတုံပြီးတော့အိမ်တော်လိုက်တယ်။အဲ့ဒီမိသားစုမှာလူတယောက်ရဲ့အဝိတန်ကဲ့သို့အတန်မျိုးရောနှောပါဝင်နေတယ်။မင်းရဲ့အောက်လန်းအထက်ကလူတက်ဖို့မဟုတ်ဘူး။မင်းနဲ့ကျွံသွားပြီ။အဲ့လိုမောင်ကန်ထူးကဆိုလိုက်တယ်။တမန်ကြားကြီးကမောင်ကန်ထူးစီကိုလျှက်စီးလာခုံအုပ်လိုက်ရာမောင်ကန်ထူးဟာဘေးကိုဂျွန်းထိုးရှောင်တဲ့နဲ့မြေပြင်ပေါ်မှာဒူးထောက်လျက်အနေထားနဲ့လေးကိုင်းကိုအစွမ်းကုန်ဆွဲဆန့်လိုက်တယ်။သူဟာစိတ်အာရုံကိုတစ်ချက်စုစည်းပြီးတော့အရှင်ယုံကိုစိတ်ထဲမှာပုတ်ဖော်လိုက်တယ်။အုံဒိဋ္ဌိရဇိန်လက်နဲ့ဖြစ်စီသည်ဘာသာဆုံးမှာလေးချိုးကိုလွတ်လိုက်ရာများတယ်နီရွှေရောင်လေးနှန်းတစ်ခုလားလေးရိုးကိုခွင်းပြီးထွက်သွားကတမန်ကြားကြီးရဲ့ရင်ညွန့်တိတ်တိတ်မှရှိတဲ့အစီရင်ဘူချက်ကိုထွင်းဖောက်သွားတော့တယ်။တမန်ကြားကြီးကမြေပြင်ပေါ်ဝုန်းကနေလေးကျသွားပြီးတော့စူးရှသွားအောင်ဟင်းနေကြားခန္ဓာကိုယ်ကြီးက
တပြေးပြေးသေးသိမ်သွားပြီးခဏအကြာမှာတော့လူတစ်ယောက်ရဲ့အလောင်းဖြစ်ကိုပြောင်းလဲသွားတော့တယ်ထို့သူဟာအနားရွာနီးချုပ်ဆက်ကပျောက်ဆုံးနေတဲ့အောက်လန်းဆရာတဦးပင်ဖြစ်တယ်မောင်ကန်ထူးဟာလေးကိုင်းကိုပြန်လွင်ကအတက်ပညာကိုလွဲသုံးစားလုပ်ရင်အဲ့ဒီတက်ကပဲကို့ပြန်တက်တာပဲအဲ့လိုရည်ရွတ်လိုက်တယ်သူဟာရွာရှိရာဘက်ကိုအေးစီးစွာပြန်လေခြေလန်းလိုက်တော့လေသူ့ရဲ့စိတ်ထဲမှာတော့တခုခုကိုစိုးရိမ်နေမိတယ်ဤတမန်ကြားဟာတူးသေးသောမိစ္ဆာမှုပဲဤကြောက်ဘလူးတောင်တန်းကြီးအတွင်းမှာတမန်ကြားရွာငယ်လေးတစ်ခုတောင်ရှိနေနိုင်ကြောင်းသူရဲ့မုတ်ဆိုးအာယုံကသတိပေးနေတယ်ရွာကိုပြန်ရောက်တဲ့ခါမှာတော့ဥပဦးရွာသားတွေကိုသတိပေးထားပါဒါအဆပဲရှိသေးတယ်ဒေါ်ရဲမှာပို့ပြီးတော့ကြီးမားတဲ့အန်ရီတစ်ခုကကျွန်တော်တို့ကိုစောင့်နေတယ်အဲ့လိုသတိပေးရင်းနဲ့နောက်ထပ်စွန့်စားခန်းတစ်ခုအတွက်စိတ်ကိုပြင်ဆင်ထားလိုက်ပါတယ်ဟုတ်ကဲ့ပါဇလန်လေးကတော့ထားပါပြီဒီထက်ပိုပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့ဇလန်တွေကိုလည်းစဉ်ဆက်မပြတ်တင်ဆက်ပေးဦးမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်သွားပေးကြပါဦးခင်ဗျာအစိုးရနားဆင်ပေးလို့အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်